ကောင်မလေးကလက်ထပ်ပြီးခြံကြီးတဲ့ရောက်ရောက်ချင်းမှာပဲအံ့အားသင့်သွားခဲ့ပါတယ်မိသားစုရဲ့မနှက်စာကအရန်ဈေးကြီးတဲ့ပင်လယ်စာတွေဖြစ်နေလို့ပါမကြခင်လေးကမှသူမရဲ့ခင်ပွန်းကသူမကိုလက်ထုံဆက်လေးနဲ့လာကြိုခဲ့တာပါသူမရဲ့အမ9ယောက်ကလည်းငှက်ပြက်နေတဲ့သူတောင်းစားနဲ့လက်ထက်ရတယ်ဆိုပြီးမရက်မနာလောင်ပြောင်ခဲ့ကြပါတယ်အဆိုးဆုံးကတော့လမ်းခုလက်မှာတင်လက်ထုံဆက်ကပြတ်သွားပြီးအိမ်ရောက်ဖို့3ကီလိုမီတာတောင်လိုနေပါသေးတယ်ဒါပေမဲ့ကောင်မလေးကနည်းနည်းလေးမှမငြင်းညူခဲ့ပါဘူးစန့်ကျင်ဘက်အနေနဲ့လမ်းလျှောက်သွားကြမယ်လင်မယားဆိုတာအကောင်းအဆိုးအားလုံးကိုအတူတူရင်ဆိုင်ကြော်ဖြတ်ရမယ်လို့ပြောခဲ့ပါတယ်မိနစ်အနည်းငယ်အကြာမှာအိမ်ကိုရောက်သွားကြပါတယ်အိမ်ထဲဝင်ချင်းမှာပဲ TB ယောဂဖြစ်နေတဲ့အကိုအကြီးဆုံးစိတ်လွတ်နေတဲ့ဒုတိယအကိုခြေမတန်တဲ့ရောက်ခမကြီးနဲ့တကိုယ်လုံးအကျော်တည်နေတဲ့ရောက်ခမအဖိုးကြီးတို့ကိုတွေ့လိုက်ရပါတယ်ကောင်မလေးနေရာမှာတင်အေးခဲမင်တက်သွားပါတယ်အမျိုးသားကဒီမြင်ကွင်းကြောင့်သူမကြောက်လန့်ထွက်ပြေးသွားမယ်လို့ထင်ခဲ့တာပါဒါပေမဲ့ကောင်မလေးကနည်းနည်းလေးမှယွန်ရှာတဲ့ပုံမပြခဲ့ပါဘူးအဲ့ဒီအစားသူမရဲ့ခင်ပွန်းဟာဒီနှစ်တွေထဲမှာအများကြီးဒုက္ခခံခဲ့ရရှာတယ်လို့ပြောပြီးမိသားစုတစ်ခုလုံးသာစီစီလုံးလုံးရှိရင်ဘဝကနေ့ရက်တိုင်းပိုကောင်းလာမှာပါလို့အားပေးစကားပြောခဲ့ပါတယ်ရောက်ခမကြီးလည်းအရန်စိတ်ထိခိုက်ကြည်နူးသွားပြီးတော့တချောင်းကိုထုတ်ကကောင်မလေးကိုတင်ထားဖို့ပေးလိုက်ပါတယ်ဒီနေ့ကစပြီးအိမ်ကကိစ္စတွေနဲ့ငွေကြေးအားလုံးကိုသူမလက်ထဲအပ်တယ်လို့ပြောလိုက်ပါတယ်ကောင်မလေးအရန်ဝမ်းသာသွားပြီးသူတို့ကိုဘယ်တော့မှစိတ်ပြတ်အောင်မလုပ်ဘူးလို့ကတိပေးလိုက်ပါတယ်ဒါပေမဲ့သူမဟာအချမ်းသာဆုံးတထေးကြီးရဲ့အိမ်ကိုအုပ်ချုပ်ရမယ့်သူဖြစ်နေပြီဆိုတာကိုတော့လုံးဝမသိရှာပါဘူးအမျိုးသားကသူမရဲ့သဘောကောင်းမှုကိုမြင်ပြီးအပြစ်မကင်းတယ်လို့ခံစားရကအမှန်တရားကိုဘယ်လိုပြောပြရမလဲစဉ်းစားနေပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကရေချိုးပြီးအခန်းထဲဝင်လာပါတယ်အမျိုးသားကလန့်ပြီးခုန်လိုက်တာကြောင့်မတော်တဆသူ့ခြေထောက်ကိုတူနဲ့ထုမိသွားပါတယ်ကောင်မလေးကအပြေးလွှားလာစစ်ဆေးပေးရင်သူတို့နှစ်ယောက်အရန်ကိုနီးနီးကပ်ကပ်ဖြစ်သွားကြပါတယ်နောက်တနေ့မနက်မှာတော့စပွဲပေါ်မှာအသားကောင်းတွေနဲ့ကြောက်ပူစွန်တွေအပြည့်ရှိနေတာကိုမြင်ပြီးကောင်မလေးအံ့အားသင့်သွားပါတယ်သူမကဒီလိုမျိုးပတ်စံတွေအလားအတာမသုံးဖို့ပြောလိုက်ပါတယ်မိသားစုကစိုးရိမ်တကြီးနဲ့ဒါတွေကိုအိမ်နီးချင်းကလာပေးတာပါလို့စင်ကြေးပေးကြပါတယ်မိနစ်အနည်းငယ်အကြာမှာလက်ထောက်ဖြစ်သူကစာချုပ်တွေယူလာပြီးပြီးခဲ့တဲ့3လပတ်ကကုမ္ပဏီကဒေါ်လာတန်း30မြတ်တယ်လို့ပြောလိုက်ပါတယ်ကောင်မလေးကအဲ့ဒါကိုကြားသွားပါတယ်ရောက်ခမကြီးကချက်ချင်းပဲဒီလူဟာလူမှုကူညီရေးဝန်ထမ်းဖြစ်ပြီးအဲ့ဒီစာရွက်တွေကမိမွေးဖို့အမိုက်တွေပါလို့လိန်ညာလိုက်ပါတယ်ကောင်မလေးကရောက်ခမကြီးကိုကောင်းကောင်းမွန်မွန်ထားနိုင်ဖို့သူမအပြင်ထွက်အလုပ်လုပ်မယ်လို့ပြက်ပြက်တသားပြောလိုက်ပါတယ်ဒါကြောင့်နောက်တနေ့မနက်စောစောမှာပဲလမ်းပေါ်ထွက်ပြီးကြော်ညာစာရွက်တွေဝေပါတော့တယ်အမျိုးသားကသူမရဲ့လက်တွေအေးတံကြောင့်หนีရဲနေတာကိုမြင်တော့ချက်ချင်းပဲသူ့လူတွေကိုလွတ်ပြီးစာရွက်တွေအကုန်ယူပစ်ဖို့ခိုင်းလိုက်ပါတယ်ကောင်မလေးအရန်ဝမ်းသာသွားပြီးကြောက်မြက်ရတနာဆိုင်မှာအလုပ်သွားလျှောက်ပါတယ်နေ့လည်ခင်းတစ်ခုလုံးဘာမှမရောင်းရတာကိုအမျိုးသားကမြင်တဲ့အခါသူ့လူတွေကိုလွတ်ပြီးဆိုင်ကရတနာတွေအကုန်ဝယ်ခိုင်းလိုက်ပါတယ်ကောင်မလေးကသူမရဲ့ပတ်စံတွေကိုရသွားပြီးအရန်ကိုဂုံယူနေပါတယ်အိမ်ရောက်တော့အားလုံးကိုဝင်းကပေးပြီးပိုတဲ့ငွေကိုအိမ်ပြင်ဖို့တင်ထားလိုက်ပါတယ်သူမအိပ်ပျော်သွားတဲ့အခါမိသားစုကအမှန်တရားကိုဘယ်တော့ပြောပြမလဲဆိုတာတိုင်ပင်ကြပါတယ်အမျိုးသားကသူမလိန်ညာခံရလို့ဒေါသထွက်မှာကိုကြောက်နေပါတယ်လက်ထောက်ကမနှက်ဖြန်ကျင်းပမဲ့လေလံပွဲကိုသွားပြီးသူမအတွက်တန်မိုးကြီးပစ္စည်းတစ်ခုဝယ်ပေးရင်မိသားစုရဲ့အမှန်တရားကိုဖွင့်ပြောဖို့အကြံပြုပါတယ်နောက်တစ်နေ့မှာကောင်မလေးကဟိုတယ်မှာအလုပ်လုပ်နေတော့သူမရဲ့ညီမငယ်နဲ့ရောက်ဖားတို့ကိုတွေ့လိုက်ပါတယ်သူတို့ကသူမကိုမြင်တာနဲ့သမရအခန်းမှာတဲမယ်ဆိုပြီးကြွားလုံးထုတ်ကြပါတယ်ကောင်မလေးကရောက်ဖားမိသားစုဒေဝါလီခံထားရပြီးသူမညီမကမာနာကြောင့်ကြွားနေတာလို့ပဲတွေးပြီးဂယုမဆိုင်ပဲနေလိုက်ပါတယ်မျှော်လင့်ထားတဲ့အတိုင်းပဲရောက်ဖားကသမရအခန်းကိုညှင်းလိုက်ပြီးတညကိုဒေါ်လာ90တန်တဲ့ဟိုတယ်မှာပဲပုတ်ကင်လုပ်ထားတယ်လို့ပြောလိုက်ပါတယ်ညီမဖြစ်သူလည်းအဆက်ကွဲပြီးဇဝေဇဝါဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကပွဲလန်းတပင်စီကိုရောက်လာခဲ့ပါတယ်